ညပဲအိပ်ပြော်လဲမရှိဘူးလားရှူတယ်လမ်းလျှောက်လဲထမင်းစားလဲရှူတယ်ဒါမှကိုမသိဘူးသူသိမြန်းသိလိုက်ရရင်အရိယာဖြစ်တယ်ဘလို့အောင်ဝစရာကောင်းလဲဆိုတော့ဘုံဘုံတော့လေဒီရှူရင်းနဲ့သောတပန်နဲ့ဘလို့လုံးဖြစ်မှလဲမရှူရင်းနဲ့ဘုံဘုံလဲတွေးတာပဲဒီနှကောင်းရှူနေတာပဲငကိုလဲမွေးရရှိအဲ့ဒီရှူရကြီးရှူနေတဲ့ဥစ္စာပဲဘလို့လုံးသောတပန်တီမှလို့ဘလို့တရားကန်တီမှလို့ဘုံဘုံလဲဖြစ်ခဲ့ဘူးတဲ့ဖြစ်တာပေါ့ဗျာဘာဖြစ်လို့လဲဆိုဒီဝင်လေထွက်လေကိုဘုံဘုံတို့ဘဒူးမှသိတာမဟုတ်ပြောမှနှကောင်းကမရှူလဲဆိုရှူတယ်လို့သိကြတာငကိုကသိသလားမသိဘူးမသိတဲ့လေကိုဘုံဘုံတို့ကအခုရှူလေပေးလိုက်တယ်နှကောင်းကတွန်းတဲ့ကန်နဲ့ရှူပါလို့ဆိုလိုက်တော့တရားဓမ္မတွေမရှူတော့ဘူးမရှူပဲနေပါလားရှူရတော့မယ်ရှူတာကဘုံဘုံတို့ခိုင်းတို့ရှူတဲ့လေဖြစ်တဲ့အတွက်စိတ်တစဝါရောခေါ်တယ်ဘုံဘုံတို့ရှူခိုင်းတာစိတ်တစဝါရောဒါကလည်းစိတ်နဲ့ရှူခိုင်းလို့စိတ်ကပေါင်းရှူတာဟိုကမ္မဇဝါရောကသူ့ဘာသူရှူတာမတက်ကြဘူးဒါဒကမကြီးတို့ရှိမှကိုမတက်တာဟိုညံရှိတဲ့လူကတော့တက်တယ်ဩဒီမှာလဲရှူနာရှူလေးလေးကိုသူ့ဘာသူရှူတဲ့လေလေးကိုတတိထားပြီးတော့တိုးပြီးတော့ဒီပင်ကိုစိတ်တစဝါကမ္မဇဝါရောလေးကိုရှူပေးနေတဲ့ပုဂ္ဂိုလ်ကညံပါတယ်သူကမှန်တယ်ဒီဘက်ကနေရှူပါဆိုတော့တွန်းတိုက်တခါလဲရှူတဲ့လူကကမ္မဇဝါရောကရှူတဲ့စိတ်တစဝါရောကမြန်နေတော့နှာခေါင်းမှာခလုတ်တိုက်ရှူလေခလုတ်တိုက်နေတတ်တယ်နောက်မောတယ်ဘာလို့လဲဆိုတော့ဒီအကျိုးတရားနဲ့အကြောင်းတရားနှစ်ခုကမညီဘူးရှူတဲ့ကမ္မဇဝါရောအကျိုးတရားဒီကစိတ်တစဝါရောအကြောင်းလုပ်တဲ့တရားသူတို့အကြောင်းနဲ့အကျိုးနဲ့မညီဘူးဖြစ်နေတော့ယောဂီကသိပ်ပဲမှန်းတယ်ခါလဲမရှူချင်တော့ဘူးဆက်ရှူပါဘုံဘုံတော့ဟောခါလဲသရနဲ့တွန်းတတ်တယ်ဆက်ရှူပါများလာတော့စိတ်တစဝါရောကလည်းတခါလဲကိုတက်လာတယ်ကမ္မဇဝါရောလည်းနည်းနည်းတက်လာတိုးတွန်းတဲ့တက်လာတော့နောက်စိတ်တစဝါရောတဲ့ကမ္မဇဝါရောသွားလဲတူရောဓာတ်နုဖြစ်သွားတယ်ဖြစ်လဲတော့ကိုရှူစရာမလိုတော့ဘူးသူကသူရှူနေတော့ကိုကြည့်နေငုတ်တော့ကြည့်သူကသူရှူနေတယ်အခုလည်းမရှူနေဘူးလားအဲ့ဒီရှူတဲ့လေနဲ့ခုနစိတ်တစဝါရောလေနဲ့တူသွားလိုက်တာတူသွားတော့ဇံဖြစ်သွားတယ်သူကဇံဆိုတာစိတ်ကအဲ့ဒီမှာပဲခုနစိတ်တစဝါစိတ်ကတွန်းတိုက်ရှူရင်းနဲ့ဒီကမ္မဇဝါနဲ့သွားလဲတူအောင်သူကသူပြိုင်တူဖြစ်သွားတော့ကိုရှူတာမဟုတ်တော့ဘူးသူကသူရှူနေတယ်သူကရုပ်ကြီးတဲ့ထိုင်ကြည့်နေသူကသူရှူနေတွေးလို့ရတယ်နောက်ဒီရုပ်ကြီးတဲ့ငုတ်တုတ်ကြီးသူကသူထိုင်ရှူတဲ့လူရှူတာကိုလည်းကြည့်နေသူကသူရှူလို့ကိုရှူတာမပါတော့ဘူးရှူရှဲနဲ့ဒီခန္ဓာကိုညံနဲ့ကြည့်လိုက်လေငုတ်တုတ်ကြီးကိုလည်းမဟုတ်ဘူးတင်းနာတောင်းတာကြည့်လေသူကသူဖောက်ပြန်တယ်တင်းနာတောင်းတာပို့ပြီးတော့တင်းနာတောင်းတာနားလာလဲဆိုရင်ရှူလေတဲ့ပြောင်းဝင်ပြေးတာဒီဇန်နဲ့ကိုပြောင်းဝင်ပြေးတယ်ရှူလေတဲ့နေလိုက်တင်းနာတောင်းတာလွတ်သွားတင်းနာတောင်းတာလွတ်ပြီးတော့နေတယ်သူကအလကားမနေဘူးစိတ်ဆိုတာကသူကမြောက်လို့ပဲအငြိမ်မနေဘူးသူကပြန်ကြည့်တယ်ကြည့်လိုက်တဲ့ကမှသူလွတ်တဲ့ကမလွတ်ဘူးဆိုရင်သူခံရင်တွန်းတိုက်တဲ့တွန်းရှူလိုက်ရင်ဒီပြန်ရောက်လာအဲ့ဒီတော့မှစိတ်ကအသွားလာနားလဲလာဒီစိတ်ကလေးကငါဒီမှာထားတာဟုတ်ရဲ့ဆိုတော့သွားညွတ်တယ်သွားညွတ်ရင်ခံစားရတယ်မညွတ်ဘဲနဲ့ဒီမှာနေလွတ်တယ်ဒါသွားညွတ်တာနန္တရားဒီဖောက်ပြန်တဲ့တင်းနဲ့တောင်းတာရုပ်တရားရုပ်နဲ့နာမှာလားဆိုတာသူကသူရှူနေ